ဟာဒီကိုတော်တော်အောက်တန်းကြတဲ့ကိုတော်ပဲတဲ့လူရကရကမတွေထပ်သန်စွာလောင်းလို့လိုက်တယ်ဆွမ်းနေသင်္ကန်းတွေကိုလူတွေကိုဒီကိုတော်ပြန်ပြီးတော့ကျွေးနေတယ်ပြန်ပြီးတော့ဝတ်ယုံပေးနေတယ်ဟာဒီကိုတော်တော်အောက်တန်းကြတာပဲပေါ့လေတပားနဲ့တပားတစ်ဆင့်နဲ့တစ်ဆင့်စကားတွေပြောဆိုလာလိုက်တာကျေကျေပြန်ပြန်တဲ့စကားတွေပြန်နှမ်းလို့လာတဲ့အချိန်တဏှိရောအခါမှာသံဃာပရိသတ်တွေစုံညီနေတဲ့အစည်းအဝေးမှာရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူပြီးချစ်သားလာဇံဟောဒီမှာမင်းကိုသံဃာတော်များများကပြောကုန်ကြပြီးမင်းဒီလူတရားဓမ္မတွေထပ်သန်စွာတရားနဲ့လူလန်းလိုက်တဲ့ထွန်းနေသင်္ကန်းတွေကိုလူတွေကိုပြန်ပြီးတော့ကျွေးနေတယ်လူတွေကိုပြန်ပြီးတော့ဝယုံပေးနေတယ်လို့ပြောနေကြတယ်သူတို့ပြောတဲ့အတိုင်းသင်ချစ်သားတကယ်ကိုကျူးလွန်မိပါသလားမှန်လားပါရှင်ဘုရားရှင်တော်မြတ်ဘုရားမိန့်ကြားတဲ့အတိုင်းတပည့်တော်သည်အရှင်ဘုရားရဲ့သာသနာမှာနေရင်ဖြင့်လူတွေကိုသင်္ကန်းလည်းလဲဝတ်ပေးမိပါတယ်ဆွမ်းနဲ့လည်းပဲလှုပ်ကြွေးမိပါတယ်ဒီတော့အာလုံးတန်ဃာတွေအာယုံဆိုင်ပြီးတော့ဒီကိုယ်တော်မြတ်စွာဘုရားဘာဒံပေးမလဲပေါ့လေစောင့်နာထောင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားကကိုယ်တော်လေးကိုမိဂုံထုတ်ပြန်ပြီးနေပါဦးချက်ကမင်းဘသူတွေကိုလှုပ်ကြွေးပြီးတော့ဘသူတွေဝတ်ယုံပေးနေတာလေဘုံတော်နိဝန်းထွန်လင်းတော့ပါတော်မူပါသောမြတ်စွာဘုရားလွန်ခဲ့သော12နှစ်ကာလတုန်းကဆက်ရှိကလေးကျွေးဝါချမ်းသာခဲ့တဲ့တပည့်တော်ရဲ့မိဘနှစ်ပါးသည်တပည့်တော်သာရဏဘဝင်ပြီးတော့တရားရှာနေတဲ့အချိန်စီစိတ်တွေအကုန်လုံးပြတ်သုံးသွားတဲ့အတွက်ကြောင့်လမ်းဘေးမှာခွက်တယောက်တစ်လုံးကန်ပြီးတော့တောင်းစားလို့နေရပါတယ်အလိုစားဝန်နေဆင်းရဲနေတဲ့အတွက်ကြောင့်အရှင်ဘုရားဟောကြားတဲ့တရားလမ်းစဉ်အတိုင်းတပည့်တော်သည်တပည့်တော်ရဲ့မိဘနှစ်ပါးကိုနေ့စဉ်နေ့တိုင်းအာယုံစွမ်းနေစွမ်းများနဲ့အလူခန်းလို့ကြွေးမိပါတယ်ရလာတဲ့သင်္ကန်းလေးနဲ့လည်းဝတ်ယုံလို့ပေးခဲ့မိပါတယ်မြတ်စွာဘုရားတဲ့ဒီတော့ကိုတော်လေးကိုဘာအမိန့်ချမလဲလို့သံဃာတော်ရှင်မြတ်တွေစုပေါင်းပြီးတော့အာယုံဆိုင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားရဲ့ညာလက်တော်ကိုတော်လေးရဲ့ကြောပေါ်ကိုအသာတင်အာလုံးသောသံဃာပရိသတ်တို့ရဲ့အလယ်မှာသာဓုသာဓုသာဓုချစ်သာသေရှင်သာသည်ငါဘုရားနုစဉ်ကာလတုန်းကကျင့်စဉ်အတိုင်းတသွေမတိန်လိုက်လာကျင့်သုံးခဲ့တဲ့ငါသားတော်ကြီးပိသပါပေတယ်